လူတိုင်းစောင့်မျှော်နေကြတဲ့ Superior Iron Man ဖြစ်ပါတယ်ဒီအပိုင်းရဲ့နာမည်ကိုတော့ Who's the Villain ဆိုပြီးတော့ပေးထားပါတယ်လက်ရှိအနေအထားမှာဆိုရင် Tony Stark ကတော်တော်လေးကို powerful ဖြစ်နေပါပြီSan Francisco မြို့တစ်မြို့လုံးကို virus တစ်မျိုးနဲ့အစိတ်ခတ်ထားတဲ့ Shield ရဲ့ director ဖြစ်တဲ့ Maria Hill ကိုတော့မှပြန်ပြီးတော့ချိန်ချောက်ဖြစ်တယ်လာတားတဲ့ Daredevil ကိုလည်း brainwash လုပ်ပစ်လိုက်ပါတယ်ဒီလောက်နဲ့လည်းမရက်သေးပါဘူးဒီကောင်ဒီတစ်ချိန်မှာ Illuminati အဖွဲ့ဝင်လည်းဖြစ်လာအောင်မှာဖြစ်ပါတယ် Time Runs Out comic ထဲမှာဆိုရင်ဂျိုဒါအာမီကြီးတစ်ခုလုံးကို lead လုပ်ပြီးတော့ရှင်းပစ်ခဲ့တဲ့ moment တွေအထိဆက်ပြီးတော့တွားမှာဖြစ်ပါတယ်ဒီတော့ဒီကောင်ကိုဘယ်သူကတားနိုင်ပါလဲအခုဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်ပြီးတွားပြီးဆိုရင်တော့နားလဲတွားပါလိမ့်မယ် giveaway လေးလည်းရှိတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းအားလုံးကိုတောင်းဆိုချင်ပါတယ် intro လေးပြီးရင်စလိုက်အောင်Okay နောက်ဆုံး episode အဆုံးမှာဆိုရင် Daredevil ကို brainwash လုပ်ခဲ့တယ် Teen Abomination ကိုဆက်ပြီးတော့မွေးထားခဲ့တယ်အခုမှစကြည့်တဲ့လူတွေအတွက်ကတော့ episode 1 နဲ့ 2 ကိုကျွန်တော်ရှေ့မှာဗီဒီယိုလေးလုပ်ပေးထားရရှိပါတယ် link တွေကို description မှာချပေးထားပါမယ်ဒီအပေါ်ဟာလေးကိုလည်းနှိပ်ပြီးတော့ကြည့်ပေးလို့ရပါတယ်ဒီ73နှစ်အရွယ် Teen Abomination ကဒီ comic မှာ key role တစ်ခုအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်ဒီ issue ကိုဒီကောင်ရဲ့ origin နဲ့စထားခဲ့ပါတယ်တိုနီကဒီကောင်ကိုကူညီပေးမယ်လို့ပြောရင်းနဲ့အနားခေါ်ထားတာကိုမှတ်မိကြမှာပါတကယ်တော့စောက်ချင်မကောင်းတဲ့ကောင်ကစမ်းတက်ဖို့တက်ပဲခေါ်ထားတာဖြစ်ပါတယ် Abomination ကိုအာယုံလွှဲပြီးတော့တွေးကိုဖောက်ထုတ်ပြတယ်ဒီတွေးနဲ့စမ်းတက်နေတော့မှပဲအရက်ကလေးငဲ့ရင်နဲ့မင်းရဲ့တနာစရာ origin လေးငါ့ကိုပြောပြပါအောင်ဆိုပြီးတော့မေးလာခဲ့ပါတယ်ဒီမှာမှသိလိုက်ရတာကသူ့ရဲ့အမေဒီ Stark Industry မှာအလုပ်လုပ်တဲ့ Katrina ဆိုတဲ့ scientist တယောက်ဖြစ်ပါတယ်တရက်မှာကင်ဆာကိုကုဖို့အတွက် gamma radiation တွေနဲ့စမ်းတက်မှုတစ်ခုကိုပြုလုပ်ခဲ့တယ်ဖြစ်ချင်တော့နေမကောင်းတဲ့သူ့ရဲ့သားလေးကိုပါစမ်းတက်ယုံကိုခေါ်လာခဲ့ရပါတယ်တိုနီကတော့စမ်းတက်မှုကိုလာမကြည့်ခဲ့ဘူးဒါပေမဲ့ happy ကရောက်လာခဲ့ပါတယ်စမ်းတက်ချက်ကမတော်တဆမှားယွင်းမှုဖြစ်ပြီးတော့ပောက်ကွဲမှုတွေဖြစ်ကုန်တယ် gamma ray တွေကပြန့်ကုန်တယ်ဒါတွေကပါလာခဲ့တဲ့ကလေးလေးကိုပါတွားပြီးတော့ထိမှန်ခဲ့ပါတယ်ဒါအတွက်ကြောင့်လဲ Katrina ကအလုပ်ပြုတ်ခဲ့တယ်တိုနီကဇလန်းကိုနားထောင်နေရင်းနဲ့ဂျားပြက်ဝင်ပြောလိုက်တယ်အဲ့ဒီနေ့ကလူနှစ်ယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာကိုပဲကြားခဲ့ပြီးတော့9နှစ်အရွယ်မကောင်းဆိုးဝါးလေးကိုဖန်တီးခဲ့တယ်ဆိုတာကိုတော့မကြားမိပါဘူးလို့ပြန်ပြီးပြောလာခဲ့ပါတယ်ဒီတော့ Abomination ကလည်းဟုတ်တယ်သူဒီ Abomination အဖြစ်ကိုလွန်ခဲ့တဲ့နှစ်ပတ်ကမှပြောင်းလဲခဲ့ကြောင်းကိုလည်းသိလာရပါတယ်။ကျောင်းကတခြားကလေးတွေကဒီကလေးကိုဝိုင်းပြီးတော့ဘူလီလုပ်ကြတယ်။ဒဏ်ရာတွေနဲ့အတူအိမ်ပြန်ရောက်လာခဲ့တယ်။ဒါပေမဲ့သူ့ရဲ့အမေပေးတဲ့အကြံလေးပြောတဲ့စကားတွေအရာသူကပို့ပြီးတော့ဒေါသထွက်လာခဲ့ပါတယ်။ဒီလိုကနေမှအခုန lab ထဲမှာထိခဲ့တဲ့ radiation တွေကြောင့်မကောင်းဆိုးဝါးကြီးအတွင်ကိုပြောင်းလဲသွားခဲ့ပါတယ်။ဒီပြောင်းလဲလိုက်မှုကြောင့်လည်းပြိုကျလာတာတွေကပြီးပြီးတော့သူ့ရဲ့အမေကတည်သွားခဲ့ပါတယ်။ဒီတော့မှ Tony Stark ကမင်းဘာလို့လူ form ကိုပြန်မပြောင်းသွားလဲဆိုတာကိုတော့ငါနားလဲသွားပြီလို့ပြောတယ်။မင်းကိုမင်းအပြစ်တင်နေတာဒေါသထွက်တာတွေကရက်သွားမှာမဟုတ်လို့ဆိုပြီးတော့ပြန်ပြီးတော့ရှင်းပြလာပါတယ်ဒါပေမဲ့မေးဖေကောလို့မေးတယ်ဟိုကောင်ကမသိကြောင်ပြန်ပြောခဲ့တယ်တိုနီကသူ့မှာရှိတဲ့ tag တွေနဲ့ဘာတူလဲဆိုတာကိုအဖြေရှာခဲ့တယ်တခြားလူမဟုတ်ပါဘူး Happy Hogan ဖြစ်နေပါတယ်တိုနီကမင်းကငါဘော်ဒါကြီးရဲ့သားဖြစ်လို့မင်းကငါကူညီပေးမယ်ဆိုပြီးတော့အခုချိန်ကြာမှပြောလာခဲ့ပါတယ်ဟိုကောင်လေးခင်ဗျာဒီတစ်ချောင်းလုံးမှာသူ့ကိုအတုံးချဖို့အတွက်ပဲဖြစ်ကြောင်းအခုမှတကယ်ကူညီပေးမယ်ဆိုတာကိုပါသိလိုက်ရပါတယ်တိုနီကထပြီးတော့အရက်လေးငဲ့ရင်းနဲ့နှပ်ဖို့အတွက်ပြင်တယ် Abomination ကအပြင်မှာမြို့ကိုထွက်ပြီးတော့ကာကွယ်ဖို့မလုပ်ဘူးလားဆိုပြီးတော့မေးပါတယ်တိုနီကသူလှုပ်ထားခဲ့တဲ့အရာတွေကြောင့်ဒီတစ်မျိုးလုံးမှာမကောင်းတာလုပ်ဖို့မပြောနဲ့သူတို့ဖင်တုံးလုံးနဲ့နေဖို့အတွက်တောင်မှ Iron Man ကစောင့်ကြည့်နေမလားဆိုပြီးတော့ကြောက်နေကြကြောင်းကိုပြန်ပြီးတော့ရှင်းပြလာခဲ့ပါတယ် This guy is genius as fuck ပါညာတိုင်းမျက်နှာဖုံးလေးစွတ်ထွက်ပြီးတော့ကာကွယ်ရင်ဟိုလူရိုက်ခံဒီလူရိုက်ခံနေရတဲ့ super hero တွေကိုတဲ့ခနဲ့လိုက်တာလည်းဖြစ်ပါတယ်ညာဘက်မှာဆိုရင်ဒူဒီကွန်ပျူတာကြီးရှင်းမှာပြန်လာထိုင်နေလွန်ခဲ့တဲ့8နှစ်က December 13ရဲ့ record ကိုပြန်ပြီးတော့ရှာပါတယ်ဒါဒီအခုန Abomination တို့ပောက်ခွဲမှုဖြစ်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်တိုနီမရောက်လာရတဲ့အကြောင်းရင်းကတူဒီ Black Llama ဆိုတဲ့ villain နဲ့တွားပြီးတော့ချနေရလို့ပါ Black Llama ဒီ Tony Stark ကိုတော်တော်လေးပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တယ် Psychic power တွေနဲ့စိတ်ထဲကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် Tony ကပြန်ပြီးတော့အနိုင်ယူခဲ့ပေမဲ့တော်တော်လေးအထိနာသွားခဲ့တယ် Stark Tower ကိုမရအောင်ပြန်ပြီးတော့လာခဲ့ပေမဲ့ရောက်ချင်းမှာပဲအဖြူအတိကျသွားခဲ့ပါတယ်အဲဒီနောက်ပိုင်းကိုတော့သူကမမှတ်မိတော့ပါဘူးဒါကိုအခု Tony ကပြန်ပြီးတော့လာရှာတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့အတွက်ဘာ data မှရှိမနေတာရှာလို့မရတာကိုပါသူကသိလိုက်ရပါတယ်ဒါကမဖြစ်နိုင်တာပဲဘလို့လူမျိုးကဒါမျိုးကိုလုံနိုင်ပါလေသူအဖြေရှာရပါပြီအခု Superior Iron Man ကလူကြိုက်များတာကိုတွေ့ရပါတယ်ဒါမျိုးပဲကျွန်တော်ရှေ့မှာ Dr. Doom နဲ့ Maestro တို့ကိုလည်းလုပ်ပေးထားတာမို့လို့ new viewer တွေဖြစ်ကြရဆိုရင်အဲ့ဗီဒီယိုလေးတွေကိုလည်းကြည့်ပေးကြဖို့အတွက် recommend ပေးချင်ပါတယ် Superior Iron Man Part 4 ဖြစ်တဲ့ The Ending ကတော့ premium video လေးအနေနဲ့လုပ်ပေးသွားဖို့ရှိပါတယ်ဈေးကိုလည်းလူတိုင်းအတွက်အတက်တာဆုံးဖြစ်အောင်လုပ်ပေးထားတယ်လို့ giveaway လေးလည်းရှိတာမို့လို့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်ဆက်ပြီးတော့ပြောလိုက်ရအောင်နောက်တစ်နေ့မှာဆိုရင် Tony Stark က American စစ်တပ်ကို$200 billion နဲ့ကမ်းလှမ်းမှုတစ်ခုကိုလုပ်ခဲ့ပါတယ်သူပြတာက fine တစ်ခုပဲပါဒီ file ထဲမှာဆိုရင်အစိုးရဆုံးနီးလန်းနေနဲ့စစ်ပွဲတောင်မဟုတ်ဘူးရန်သူကိုမျိုးပြက်ချေမုန်းနိုင်မဲ့ plan တွေပါတဲ့ file တစ်ခုဖြစ်ပါတယ် American ဗိုလ်မှူးကြီးက
မင်းကလက်နက်တွေမထုတ်လုပ်တော့ဘူးဆိုပြီးတော့ပြန်ပြီးမေးလာခဲ့တယ်သူတို့မသိတာကဒါဒီအရင် Tony Stark မဟုတ်တော့ဘူးဆိုတာပါ Tony ကလည်းပြောတယ်ဒီစာရီထဲက plan တွေကိုထုတ်လုပ်မှာမဟုတ်ဘူးမင်းလည်းမထုတ်လုပ်ဖို့အတွက်ငါအကြံပေးပါတယ်ဆိုပြီးတော့ပြောတယ်ဒါတွေက plan တွေတက်ပဲဆိုပြီးတော့လည်းပြောလာခဲ့ပါတယ်ဒီလိုပဲစပွဲပေါ်မှာဆိုရင်နောက်ထပ်စာအိတ်2ခုထပ်ပြီးတော့ရှိနေပါတယ် General ကအဲ့ဒါဘာတွေလဲဆိုပြီးတော့မေးတဲ့အချိန်မှာတော့ဒီ plan တွေပဲဒီ file တွေပဲဒါပေမဲ့တစ်ခုက Russia လို့ရေးထားတာတစ်ခုကတရုတ်လို့ရေးထားတာဆိုပြီးတော့ပြောလာခဲ့ပါတယ်ပြောချင်တာက American ကဒါဒီ plan တွေကိုမဝယ်ဘူးဆိုရင်သူကတရုတ်မဟုတ်ရင် Russia ကိုရောင်းပစ်မယ်ဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ်ခဏနေတော့ဘဏ်အကောင့်ထဲကို$200 billion ဝင်လာခဲ့ပါတယ်ဒါကိုမြင်လိုက်ရတာကတော့ပပပါပပဒီ Iron Man စက်ရုပ်တစ်ခုနဲ့အတူရှိနေတယ်ဒီစက်ရုပ်ပြောတာကလည်းဒီပတ်စံအနေနဲ့ဒါဆိုရင်ကဘာကြီးကိုသူလှုပ်ချင်တယ်လို့လှုပ်ပစ်လိုက်မယ်အဲ့ဒီအတွက်ကြောင့်ငါတို့သူ့ကိုတားရမယ်ဆိုပြီးတော့ပြောနေတာဖြစ်ပါတယ်နောက်နေ့မှာဆိုရင် Tony Stark က New York မှာရှိတဲ့အကြီးဆုံး media company ကြီးတစ်ခုစီကိုရောက်လာခဲ့တယ်နောက်ကနေ Abomination ကိုလည်းလူမိုက်ငါပြီးခေါ်လာပါတယ်ပြီးတော့ meeting တစ်ခုကိုလုပ်ရင်းနဲ့ဒီ company ကြီးတစ်ခုလုံးသူတို့ရဲ့သတင်းတွေသူတို့ရဲ့ resource တွေအားလုံးကိုသူ့ကိုရောင်းဖို့အတွက်တောင်းဆိုလာပါတယ်ဟိုဘက်ကလည်းကြီးကျယ်တယ်မရောင်းနိုင်ဘူး security တွေခေါ်ပြီးတော့မောင်းထုတ်ခဲ့ပါတယ်ဒါပေမဲ့ Tony ကလက်မခံဘူးအခြေတင်တွေဖြစ်ကုန်ကြတယ်အဆုံးမှာတော့ပိုင်ရှင်ကမင်းမတိုင်ခင်မှာပဲဒီ company ကိုငါတယောက်ယောက်ကိုရောင်းခဲ့ပြီးဖြစ်ချောင်းကိုရှင်းပြလာပါတယ်သူရောင်းခဲ့တာကတော့ Pepper Potts ဖြစ်နေပါတယ်ပပဝင်လာတဲ့အချိန်မှာတော့တိုနီကရှော့ပေးပြီးတော့ပြန်ထွက်လာခဲ့ပါတယ်ပပကို2ယောက်တည်းလာပြီးတော့စကားပြောခဲ့ပါတယ်ဒါပေမဲ့ပပကတိုနီကိုပြစရာတစ်ခုရှိတယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ symbiote suit ကိုတော့ချွတ်ခိုင်းခဲ့ပါတယ်အဲ့ဒါအပြီးမှာတော့ဓာတ်လေကားနဲ့အတူခေါ်လာခဲ့တယ်ဒါပေမဲ့တနေရာအရောက်မှာဆိုရင်သူကတောက်ဖက်နှက်ကနေပြီးတော့ပြန်ပြီးထွက်သွားခဲ့ပါတယ်ဟိုနှစ်ကောင်ကကြောင်နေတော့မှာပဲအခုနပပနဲ့အတူရှိနေတဲ့စက်ရုပ်ကြီးကလာပြီးတော့တိုက်ခိုက်ပါတယ် Abomination ကိုတစ်ချက်နဲ့အမောက်သိပ်ပစ်လိုက်တယ်မျက်နှာဖုံးကြီးကလည်းကျွတ်သွားခဲ့ပါတယ်တိုနီကမဲဘဒူလဲလို့អော်ပြီးလမ်းမေးလိုက်ပါတယ်ဒါပေမဲ့ပြန်ဖြေတဲ့စကားပြောပုံကတော်တော်လေးရင်းနှီးနေပါတယ်ငါ့ကိုတော့မမှတ်မိဘူးလားအသေးတောင်ကွဲတယ်ဆိုပြီးတော့ပြောလာတာဖြစ်ပါတယ်ပြီးတော့ Tony Stark ကိုလေဘင်းကောင်းညစ်လိုက်ရင်လည်းငါကမင်းမဲလေတိုနီရဲ့လို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့စွတ်တဲမှာတော့ဘာမှရှိမနေဘူးစက်ရုပ်ကြီးတီးတက်မယ်ဖြစ်နေတယ်ဆိုတာကိုပါကျွန်တော်တို့ကတွေ့လိုက်ရပါတယ်ဒီတော့ဒါကဘာလဲဘဒူလဲကြံနေတဲ့ issue 3ခုကိုမိနစ်20လောက်ရှိတဲ့ဗီဒီယိုကြီးဖန်တီးပေးသွားမှာဖြစ်ပြီးတော့